အားလုံးမင်္ဂလာပါ Sivaka Health Knowledge Sharing Channel ကနေကြိုဆိုပါရစေဒီနေ့ဒီချိန်နဲ့အတူ Grade 12 Biology Chapter 1.2.3 Food အကြောင်းကိုလေ့လာကြမယ်။ကျွန်တော်အစားအသောက်က living organism နေသက်ရှိတွေအတွက် major requirements ဖြစ်တယ်။ကျွန်တော်ဒီ all forms of the living matters require food in one form or other ဆိုတာကကျွန်တော်ဒီ living organism နေအတွက်ကိုအစားအစာကပုံစံတစ်မျိုးတောင်မှမဟုတ်တစ်မျိုးအနေနဲ့သူကလိုအပ်တယ်။ဘာအတွက်လဲဆိုရင် life sustaining energy ဒီသက်ရှိအနေနဲ့ဖြစ်တည်ဖို့အတွက်လိုအပ်တဲ့ energy အတွက်ကို source အနေနဲ့ပြီးရပေါ့။အဲ့တော့ကျွန်တော်ကအစားအသောက်လို့ပြောလိုက်တဲ့အခါမှာ plant တွေကနေရတဲ့ food ရှိရယ်နောက်တစ်ခုက animals origin ကရတဲ့ food တွေရှိရယ်ပေါ့။ဒီ plant တွေရတဲ့ဟာတွေမှာတချို့တွေကဓာတ်ရိုက်စားသုံးလို့ရပါမယ်တချို့ plants origin ကရတဲ့ပစ္စည်းတွေဥပမာဆန်ဆိုလို့ရှိရင်ထမင်းချက်မယ်ပေါ့ဟုတ်နော်နောက်ထပ်တစ်ခုက wine ဆိုလို့ရှိရင်သူ့ကိုဒီအုံးသီးဒါမှမဟုတ်လို့ရှိရင်ပဲစီနှမ်းစီတွေကနေအစီထုတ်ပြီးတော့မှသုံးမယ်animals origin food တွေဆိုလို့ရှိရင်တော့ကြက်ဥဆိုရင်တော့ဓာတ်ရိုက်တော့စားသုံးလို့ရတယ်။နွားနိုးကဒီတိုင်းတောက်လို့ရမယ်ကျွန်တော်ကြိုချက်ပြီးတော့တောက်တဲ့အခါမှာသူ့မှာရှိတဲ့ပိုးမွားတွေကိုသိစီတယ်။နောက် animal origin ကရတဲ့အသားတွေဆိုလို့ရှိရင်တော့ချက်ပြုတ်ပြီးမှစားမှအစားကြည့်မယ်။တခြားသူက milk and milk product cheese တွေပါတွေကိုဒါကတော့ကျွန်တော်က modify လုပ်ပြီးမှပြန်ထုတ်ထားတယ်ပေါ့ဟုတ်နော်။ plant တွေကတော့သူဒီပါလုံးနိုင်လဲဆိုရင် photosynthesis လုပ်နိုင်တယ်။ကျွန်တော် photosynthesis လို့ပြောတဲ့အခါမှာလေထဲမှာရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ရဲ့ဒီ soil တွေကနေပြီးမှ absorb လုပ်ထားတဲ့ water တွေပေါင်းပြီးတဲ့အခါမှာ chlorophyll ရဲ့အကူအညီနဲ့sugar တွေထုတ်တယ်ပေါ့ဟုတ်နော်။ plant တွေကသူတို့ရဲ့ food ကိုကိုယ်တိုင်ထုတ်နိုင်တဲ့အတွက်ကြောင့်ဒီ plant တွေက autotrophs တွေဖြစ်တယ်။ chlorophyll pigments ပါတဲ့အတွက်ကြောင့် autotrophs တွေကသူ့ရဲ့ own food ကိုထုတ်နိုင်တယ်။ chlorophyll pigment ပါတဲ့ဟာ plant တွေမဟုတ်ဘူး algae တွေတချို့ bacteria တွေနဲ့ phytoplankton တွေက autotrophs တွေ။ကျွန်တော်ရဲ့ animals တွေလူတွေကတော့ဗာလဲဆိုလို့ရှိရင် heterotrophs တွေသူကလူတွေဆိုလို့ရှိရင်အပင်တွေကိုလည်းစားတယ် animals တွေကိုလည်းစားတယ်ပေါ့ဟုတ်နော်။အစားအသောက်တွေကိုသူတို့ရဲ့ function ပေါ့ဘယ်လို function လုပ်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မှသူက classify လုပ်ထားတယ်ပထမတစ်ခုက heat or energy producing food ကျွန်တော်က heat ကလည်း one form of the energy ပဲenergy ပေးတဲ့အစားအစာတွေက main ကပါလဲဆိုလို့ရှိရင် carbohydrate နဲ့ fat ပေါ့ဟုတ်နော်။ mainly လို့ပဲကျွန်တော်ကပြောတာ protein ကလည်း energy ပေးသလားဆိုတော့ပေးတယ်ဒါပေမဲ့ energy အဓိကပေးတာတော့ carbohydrate နဲ့ fat ဖြစ်တယ်ကျွန်တော်ကဒီ carbohydrate ပါတဲ့အစားအစာတွေပေါ့ဟုတ်နော်ဒီမှာဆိုလို့ရှိရင်စံတွေပါမယ်လူးဆက်ပြောင်းနေပါမယ်ဂျုံနဲ့လောက်ထားတယ်ပေါင်မုံတွေရှိမယ်ခောက်ဆွဲတွေရှိမယ်နောက်ကျွန်တော်အာလူးတွေရှိမယ်ပေါ့ဟုတ်နော်ဒီအသီးနှံတွေမှာလည်းဘာဖြစ်လဲဆိုလို့ရှိရင် carbohydrate တွေပါတယ်သူတို့ဗမာပြည်မှာတော့အဓိကစားရတဲ့ carbohydrate ကပါလဲဆိုလို့ရှိရင်ထမင်းပေါ့ထမင်းမှာသူမှာ amylose နဲ့ amylopectin ဆိုတာရှိတယ်သူဒီ polymer of the glucose ပေါ့ဟုတ်နော်နောက်တစ်ခုကကျွန်တော်ရဲ့အသားတွေမှာဒါမှမဟုတ်လို့ရှိရင်အသေးပေါ့ liver နဲ့ muscle တွေမှာ glycogen ဆိုတဲ့ carbohydrate လည်းပါတယ်သူလည်း polymer of the glucose ပဲ polysaccharide နောက်ထပ်တစ်ခုက disaccharide တွေရှိတယ် sucrose ဆိုရင်ကျွန်တော်ကဇဝဲတင်တကြားပေါ့ဟုတ်နော်နောက် milk sugar lactose ရှိမယ် malt sugar ဆိုတော့ကွေကာအုတ်တူပါဥမှာပါတယ် malt sugar ရှိမယ်နောက်တစ်ခုက monosaccharide sugar တွေရှိမယ်ပေါ့ဟုတ်နော်ဒီဘက်က fat လို့ပြောလိုက်တဲ့အခါမှာကျတော့ဒါက fat ပါတယ်အသီးနှံတွေရှိမယ်အသားငါးတွေမှာလည်း fat တွေပါတယ်ပြီးတဲ့အခါကျတော့ modify လုပ်ထားတဲ့အစားအစာတွေဟုတ်နော်ကျတော့ taubat တို့ဟုတ်နော် taubat တွေနောက်ခါကျ cheese တွေအဲ့မှာလေးအစီတွေပါမယ်ပေါ့fat တွေကအစီတွေမျိုးစုံရှိပြီမဲ့ကျွန်တော် energy ပေးတာတော့ဗာလဲဆိုဒီ fatty acid တွေက energy ပေးဟုတ်နော် fatty acid ဆိုရင်saturated fat တွေ monounsaturated တွေ polyunsaturated တွေရှိတယ်ကျွန်တော်စားသုံးတဲ့ပဲစီတို့နှမ်းစီတို့မြေပဲစီတို့နေကြာစီတို့ဒီစီတွေရှိအဲ့ဒါအပြင်စားတဲ့အစားအစာတွေထဲမှာဘာတွေပါလဲဆိုရင် triglycerides လို့ခေါ်တဲ့ fat တွေလည်းအဓိကပါတယ်ဟုတ်နော်ကိုလက်စထရောကတော့ fat တော့ဟုတ်တယ်ဒါပေမဲ့သူက energy မပေးဘူးပေါ့ဟုတ်နော်
နောက်တစ်ခါပါလဲဆို protein စီ protein ပါတဲ့အစားအစာတွေအသားတွေမျိုးစုံရှိမယ်ပဲမျိုးရှိမယ်ကြက်ဥတွေမှာ protein စီပါတယ်ပေါ့ဟုတ်နော်protein စီဒီ polymer of amino acid တွေနဲ့လောက်ထားတယ်energy ပေးတဲ့အထဲမှာခုနပြောတဲ့ carbohydrate တွေ fat တွေပါမယ်။နောက် body building အတွက်ကတော့အဓိက proteins ကလောက်ပေးတယ်။ဟုတ်နော်ကျတို့ရဲ့ muscle တွေပေါ့။ဟုတ်နော် exercise လုပ်တဲ့ muscle တွေအဲ့မှာအဓိက protein နဲ့လောက်ထားတယ်။နောက်တစ်ခုကဘာလဲဆိုရင် protective foods တွေ။ protective foods ကတော့ vitamin C mineral C ဖြစ်တယ်။ကျတော့ vitamin C လို့ပြောလိုက်ရင်သူမှာ water soluble lipid soluble vitamin C ရှိတယ်။ကျတော့ဒါက vitamin C ပါတဲ့အဓိကအစားအစာတွေ။vitamin C ဆိုရင်သူဒီ animal origin ကနေမရအောင်သူက plants origin ဖြစ်တဲ့အသီးနှံတွေဟင်းသီးဟင်းရွက်တွေကပဲရတယ်ပေါ့ဟုတ်ပြီနော်နောက်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ mineral တွေရှိတယ် mineral တွေမှာအမောက်များများလိုတဲ့ major mineral တွေရှိတယ်အမောက်နည်းနည်းပဲလိုတဲ့ micro minerals တွေရှိတယ်အဲ့ဒါကို trace elements လို့လည်းခေါ်တယ်ပေါ့ဟုတ်နော်ဒီမှာဆိုရင်ကျတို့က iron တွေကကျတို့ body အတွက်အဓိကလိုအပ်တဲ့ hemoglobin မှာပါတဲ့အတွက်ကြောင့်ဟုတ်နော်iron ပါတဲ့အဓိကအစားအစာတွေဆိုရင် red meat တွေဖြစ်တယ်နောက်ခါကျတော့ dark green vegetables ဒီဘက်မှာဟင်းနူးနယ်ရွက်တို့ကစွန်းရွက်တို့ဟုတ်နော်နောက်ဒီဘက်ကပင်နယ်စာအစားအစာတွေမှာလည်း iron တွေပါတယ်ပေါ့ဟုတ်နော်နောက်ထပ်တစ်ခုကပါလဲဆိုရင် luxury food တွေပေါ့ဟုတ်နော် luxury food တွေက confectionery ဒီဘက်ကပေါင်မုံနီနဲ့ဂျုံနီနဲ့လောက်ထားတဲ့အစားအစာတွေအချိုတွေပေါ့နောက် candy တွေရှိမယ်အဲ့ဒါဒီ confectionery food တွေဖြစ်တယ်ပေါ့ဟုတ်နော်ကျတော့ဒီအစားအစာတွေရဲ့ role တွေအရာသူကို classify လုပ်လိုက်တဲ့အခါမှာ heat or energy producing food body building food protein ဒီကနောက် protective foods က vitamin minerals တွေနောက် luxury food တွေဖြစ်တယ်ကျတော့ဒီနောက်ဘက်က function တွေကအဓိက mainly လို့ပဲပြောထားတာခုနပြောသလို carbohydrate နဲ့ fat ပဲ energy ပေးတာမဟုတ်ဘူး protein ကလည်းပေးတယ်body building မှာ protein တခုတည်းပါတာမဟုတ်ဘူး mineral တွေကလည်းဘုံစိတ်မှာပါတယ်ပေါ့ကျတို့ရဲ့စားလိုက်တဲ့အစားအစာတွေမှာ carbohydrate တွေ fat တွေ protein တွေ vitamin mineral တွေက sufficiently လုံလောက်ပါဝင်ရမယ်ပေါ့လိုအပ်တဲ့ proportion တိုင်းပါတဲ့ဟာတွေဆိုတော့ balanced diet လို့ခေါ်တယ်ဥမာအနေနဲ့ပြောလို့ရှိရင်ဒါကကျတို့ရဲ့ထမင်းစားတဲ့ပကံများပေါ့ဒီ plate ခုမှာ vegetables တွေ fruits တွေဒီ plate ရဲ့တစ်ချမ်းပါတင်နေပေါ့ဟုတ်နော် 50%ဒီဘက်က protein တွေက25%ဒီဘက်က starchy carbohydrate တွေက25%ပါတင်နေဒါကအကြမ်းမြင်ကျတို့က balance diet မှာပါဝင်တဲ့ချိုးစားဖြစ်တယ်အစားတောက်တာမရှိဘူးဆိုလို့ရှိရင်ကျတို့ကဒီတက်ရှိviability ဆိုတာရှင်သန်နိုင်မှုမဖြစ်နိုင်ပါဘူးတဲ့ဟုတ်နော်ကျတို့ရဲ့အစားအစာတွေကခုနပြောခဲ့သလို plants origin ဒါမှမဟုတ် animals origin ဖြစ်တယ်ဒီအပင်ကတော့ photosynthesis ကိုသူကသူနေရောင်ရဲ့ energy ကိုသုံးပြီးတော့သူကိုယ်တိုင်ထုတ်နိုင်တဲ့ autotrophs ပေါ့ကျတို့ animals တွေလူတွေကတော့အပင်တွေကိုစားသုံးမယ်ဒါမှမဟုတ်ကျတို့လူတွေဆိုလို့ရှိရင် animals အသားတွေလည်းစားတယ်ဒီ plants တွေ animals တွေတည်သွားတဲ့အခါကျတော့သူတို့ရဲ့အကျွင်းကျန် dead body တွေကို decomposer တွေကဖျက်ဆီးတယ်သူတို့အတွက်လည်းဒီ plants တွေ animals တွေရဲ့ dead body တွေက energy အနေနဲ့ပေးတဲ့ food ဖြစ်တယ်ပေါ့နော်ကျတို့ရဲ့ဒီအစားအစာတွေကိုခုန modify နေလုပ်တယ်ပေါ့စက်ရုံမှာလုပ်တဲ့အခါမှာ microbes တွေလိုအပ်တယ်microbes အောက်မှာတော့ bacteria only မဟုတ်ဘူးပေါ့သူက microorganisms တွေပေါ့ microscope နဲ့ကြည့်ရတဲ့ organism တွေ microbes လို့ခေါ်တယ်dairy products တွေပေါ့နှုတ်ကနေလုပ်တဲ့ပစ္စည်းတွေကဒိန်ဂျင်တို့ cheese တို့ yogurt တို့ကအဲ့မှာသူတို့ကို formation မှာ microbes တွေလို့တယ် example အနေနဲ့ bacteria lactobacillus ပေါ့ဒီ bacteria လေးက မိကနေပြီးတော့မှကျတို့ရဲ့ gut ပေါ့နှုတ်ကျင်လုပ်တဲ့နေရာမှာအသုံးဝင်နေပေါ့ဟုတ်ပြီနော်ဒါကတော့ dairy products တွေဖြစ်တယ်gut နဲ့ yogurt ကိုကျတို့ကဒိန်ဂျင်လို့ပဲအကြမ်းမြင်ခေါ်ကြပေမဲ့သူ့ရဲ့ပြုလုပ်ပုံပြုလုပ်နည်းပေါ်မှာမူတည်ပြီးတော့မှသူတို့ရဲ့ texture တွေပေါ့ taste တွေကကွာခြားတယ်အကြမ်းမြင်အဖြစ်တော့ gut ကိုနှုတ်ကျင်လို့ခေါ်ပြီးတော့ yogurt ကတော့ဒိန်ဂျင်လို့ခေါ်တယ်နောက်ထပ်တစ်ခု microbes ကိုဘာလို့သုံးလဲဆိုတော့ yeast ပေါ့ yeast ကကျတော့ဘာလဲဆိုတော့ fungi kingdom ထဲမှာပါတယ် simplest eukaryote ပေါ့ဘာမှသုံးလဲဆိုတော့ fermentation ကျတော့အရက်တွေ wine တွေထုတ်တဲ့နေရာပေါ့ grapes ကနေပြီးတော့မှ fermentation လုပ်တဲ့အခါမှာ yeast ကိုသုံးတယ်ဟုတ်နော်
တခြား microbes တွေတခြား biological process တွေကလည်းသူတို့ရဲ့ food တွေကိုထုတ်တဲ့နေရာမှာ indirectly ပါဝင်ကြပါတယ်တဲ့ဒါကတော့သူတို့ yeast ကို structure လေးကိုပြထားတာ yeast ကိုဗမာလိုတော့သူတို့ကတဆေးလို့ခေါ်တယ်ဟုတ်နော်ဒါကိုအလွယ်တကူဝယ်လို့ရဟုတ်နော်နောက်တစ်ခုက decomposer တွေအကြောင်းပြောတယ်ရှေ့မှာသူတို့ပြောခဲ့တယ် plants တွေ animals တွေတည်သွားတဲ့ dead body တွေကိုသူက decompose လုပ်ပြီး decomposer တွေရှိတယ်ဒီမှာ earthworm တွေရှိမယ် mushroom တွေဆိုလဲမိုတွေကကျတို့စားတဲ့မိုတွေပဲဖြစ်ဖြစ်အပြင်မှာ dead body မှာပေါက်တဲ့မိုတွေပဲဖြစ်ဖြစ်သူက acid တွေကိုထုတ်ပြီးတော့မှ decompose လုပ်တယ် insect တွေ bacteria တွေက decomposer တွေဖြစ်တယ်microorganism present in the soil as a decomposing agent decomposer လို့ခေါ်ရပေါ့ assist in the production of compost from the dead and decaying organic matter တွေကိုသူက decompose လုပ်တဲ့နေရာမှာဒီ microorganism တွေပါတယ်ဟုတ်နော်အဲ့ဒီအတွက်ကြောင့်ဆိုတော့ organic matter လို့သူကသုံးထားတယ် organic matter ဆိုတော့ living organism တွေကနေရတဲ့ပစ္စည်းတွေပေါ့ဟုတ်နော်အဲ့ကျွန်တော်ခုနက plants တွေ animals တွေတည်သွားတဲ့ဟာတွေဆိုရင်တော့အလွယ်တကူဖြတ်စည်းနိုင်တယ်ဟုတ်နော်this decompose as a သူတို့ဖြတ်စည်းလိုက်တဲ့နေဆွေးတွေပေါ့ဟုတ်နော်အဲ့ဒါဒီ effective fertilizer for growing plants အတွက်သူကနေဆွေးတွေဒီဩဇာအနေနဲ့အသုံးပြုနိုင်တယ်ပေါ့ဟုတ်နော် neutral fertilizer အနေနဲ့အသုံးပြုနိုင်တယ်အဲ့ကျွန်တော်ဒီနေ့စနေအတူgrade 12 biology ကိုလေ့လာကြတယ်။ကျွန်တော်ရဲ့မြန်မာပြည်မှာရှိတဲ့တခြားသော grade 12 biology ကိုလေ့လာနေတဲ့ကျောင်းသားတွေအတွက်ကျဲရဲ့ Zivaka Head Knowledge Sharing Channel ကို like and subscribe လုပ်ပြီးတော့မှ share လုပ်ပေးကြပါ sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာပြန်လည်ဆုံတွေ့ကြမယ်နော်။